International PUBG Mobile ပြိုင်ပွဲမှာနန်းစုပလဲထက်နဲ့အပြိုင်ဆွေးရခဲ့တဲ့ Queen နေထိုနိုင်ပရိသတ်ကြီး International PUBG ပွဲမှာနိုင်ငံတကာဂိမ်းမာကစားသမားတွေနဲ့အတူလက်တွေ့ PUBG ကိုကစားခဲ့ကြတာဖြစ်ပါတယ်။ချစ်စရာမင်းသမီးလေးနန်းစုပလဲထက်နဲ့ Queen နေထိုနိုင်တို့လည်းပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။နန်းစုပလဲထက်ရဲ့အရေးစား Chase Story တို့ကတစ်ဖက်အသင်းနဲ့ရှင်ပြိုင်ခဲ့ပြီးတော့နန်းစုပလဲထက်နဲ့နေထိုနိုင်တို့ကစုတွေအသီးသီးကိုရသွားခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးတော့ပြိုင်ပွဲမှာစုရသွားခဲ့တာက၄စုတဲကမှမြန်မာက3စုရသွားခဲ့ရဖြစ်ပါတယ်။နန်းစုပလဲထက်ကတဆုနဲ့ Queen နေထိုနိုင်ကကလေးတွေထပ်ပို့ပြီးတော့2ဆုရခဲ့ရကြောင်းချီကျူးခံနေရတာဖြစ်ပါတယ်။လူငယ်တွေနဲ့အပြိုင်ကဘာမှာရင်ပေါင်တန်းနိုင်ခဲ့တဲ့ Queen နေထိုနိုင်ကတော့စုတစိပ်ပြား2ခုနဲ့အတော်လေးကိုပျော်ရွှင်နေရဖြစ်ပါတယ်။အခုလိုမျိုး International PUBG Mobile Game Show မှာထူးချွန်ခဲ့ကြတဲ့မြန်မာဂိမ်းမာတွေအပေါ်မှာမှတ်ချက်လေးတွေပေးရင်းနဲ့ဂုဏ်ယူမိခဲ့ပါတယ်နော်။ဒီတော့ပရိသတ်ကြီးနန်းစုပလဲထက် Chase Story နဲ့ Queen နေထိုနိုင်အပါအဝင်တခြားသောမြန်မာဂိမ်းမာတွေနဲ့အတူအမှတ်တရဒီပွဲလေးမှာစုတွေတတိကြီးရခဲ့ကြတဲ့သူတို့အပေါ်မှာမှတ်ချက်လေးတွေပြောပြခဲ့ကြပါအောင်ရှင်။အခုလိုပွဲတွေကိုထပ်ပြီးတော့အင်တာမှာမြင်ကျင်နေကြလို့မြန်မာပရိသတ်တွေတက်ပို့ပြီးတော့ရှင်ပြိုင်ဖို့လည်းအခုကလေးကလေးလာနေကြပြီးစ조사နေရလို့သိရပါတယ်ရှင်။စိန်နှန်းတော်နဲ့လိုင်းလီရွှေဆိုင်မှာဗုဒ္ဓပြိုင်ပွဲမှာဆွေးရတဲ့ညီမလေးအတွက်စိန်တွေရွှေတွေချီးမြှင့်တဲ့ဝမ်းသာစရာမြင်ကွင်းပရိသတ်ကြီးတော်တဲ့သူတွေကိုအခုလိုမျိုးချီးမြှောက်ပေးတာအရန်ကုန်ယူမိပါတယ်နော်သူတောက်ဆောင်လေးဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆွေးရခဲ့တဲ့မဲအင်းချစ်သူလေးကိုမြန်မာပြည်ရဲ့ထိပ်တန်းရွှေဆိုင်တွေဖြစ်ကြတဲ့စိန်နှန်းတော်နဲ့လိုင်းလီစိန်ဆိုင်တို့ကကိုရိုင်းသွားရောက်ပြီးတော့တန်ဖိုးကြီးစိန်လက်စွန်းနဲ့စိန်နဂတ်ကြီးကိုပေးခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ဗုဒ္ဓဝင်ပြိုင်ပွဲအတွက်လည်းသူတို့အနေနဲ့လိုအပ်တာလေးတွေကိုအားဖြည့်ပေးပြီးတော့ပါရမီဖြည့်ပေးရကြောင်းဘလို့မှသဘောမထားပဲစိတ်ရှင်းရှင်းနဲ့လက်ခံပေးပါ။တန်ဖိုးကြီးနေလို့နောက်ဆံမတင်းစေချင်ပါဘူးလို့အနုညွတ်တောင်းပန်ပြီးတော့ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။တကယ်စ조사လို့တော်တဲ့သူကိုအခုလိုမျိုးချီးမြှင့်ပေးခဲ့တဲ့စိန်နှန်းတော်နဲ့လိုင်းလီစိန်ရွှေရတနာဆိုင်တွေကိုချီးကျူးမိပါတယ်နော်။အခုဆိုရင်တော့မဲအင်းချစ်သူကသူ့ရဲ့အကိုအကြီးဆုံးအလုပ်ကနေနှစ်ပြည့်တာနဲ့အကိုအကြီးဆုံးနဲ့ဥပိုင်အိမ်ပိုင်လေးမှာနေနိုင်တော့မှလည်းဖြစ်ပါတယ်။တရဏကိုကဘာကတိအောင်စ조사ပေးခဲ့တဲ့မဲအင်းချစ်သူအနေနဲ့နောက်မှာဘာသာတရဏအကျိုးပြုလုပ်ငန်းတွေမှာပို့ပြီးတော့အားစိုက်ထုတ်နိုင်ပါစေနော်။ဒီတော့ပရိသတ်ကြီးစိန်နဂတ်နဲ့စိန်လက်စွပ်ကြီးကိုလက်ဆောင်ရခဲ့တဲ့သူသားစုံလေးဗုဒ္ဓဝင်ပြိုင်ပွဲပထမဆုရသူမဲအင်းချစ်သူအပေါ်မှာမှတ်ချက်လေးတွေပြောပြခဲ့ကြပါအောင်ရှင်။